အားလုံးပဲမင်္ဂလာပါခင်ဗျာအဲ့တော့ living patient ကြိုဆိုပါရစေဒီနေ့အိမ်မှာဘာချက်လို့ရှိရင်တော့ဒီအညာမှာနွေရာသီမှာချက်စားလေးရှိတဲ့ဟင်းတွေပေါ့နော်ဘာဟင်းတွေဖြစ်မလဲဆိုလို့ရှိရင်တရက်ကင်းနဲ့6ချက်ရှိမယ်ပြီးလို့ရှိရင်ဒါကတော့ကျွန်တော်တို့ညောင်ဘူးတုပ်ဒါလို့ရှိရင်ညောင်ရဲတုပ်လို့ခေါ်ရပေါ့နော်ကျွန်တော်ဒီဟင်းတွေကိုဘယ်လိုချက်ထားလဲဆိုတာကိုဆက်ပြီးတော့မှကြည့်ရှုပြပါဦးခင်ဗျာငချောင်းနဲ့တရက်ကင်းချက်ဖို့ဆိုလို့ရှိရင်ဘာလို့လို့ရှိရင်ဒါငချောက်ပေါ့နော်ကတပူးချောက်ကိုမှရင်နွေးလေးနဲ့စိတ်ထားတာဒါတော့ကျွန်တော်တို့ပုံမှန်ဟင်းချက်နေကြတဲ့တက်တုံဖြူရဲအနီရဲလို့တရထောင်းထားတာပေါ့နော်ဒါတော့ကျွန်တော်တို့တရက်ကင်းတရက်ကင်းနေဆိုင်လေးတွေတုံးထားတယ်ပြီးလို့ရှိရင်ဒါတော့ခင်းမြင့်ဒီပြီးလို့ရှိရင်ဒီမှာပစွန်ကြောက်ရှိနေစီအံပြားကြီးစားပေါ့နော်ဒါလေးကိုကျွန်တော်ချက်ပါမယ်နော်ဒီမှာထောင်းထားရေကြီးနှစ်ကိုအရင်ဆုံးစီတက်ပါမယ်နော်ပြီးရင်ကျွန်တော်တို့ဒီမှာခင်းရင်းရင်ဒီထည့်ပြီးတော့မှခင်းကြီးကိုနွမ်းသွားအောင်ချက်ပါမယ်ခင်းရင်းရင်ဒီနဲ့ကြည့်သွားဆိုပြီးဒီလေးမျိုးထည့်နော်ဒီမှာခင်းရင်းဒီဤလာပြီးလို့ရှိရင်အနှစ်မှာရတာရှိလို့ရှိရင်ကျွန်တော်ငံပြားကြီးလေးနဲ့ထည့်နော်ပြီးရင်ကျွန်တော်ဒီမှာ6ထည့်ပါမယ်တည့်ရကင်းထည့်ပါမယ်လို့ရှိရင်မကျွန်တော်ပစုံကြောင်းလေးတစ်ခက်နော်အချောက်လေးနူးဖို့ဆိုချင်ကျွန်တော်ဗာထည့်လို့ရှိရင်ရေတော့လို့ရှိရင်ရေနွေးထည့်လို့ရတယ်နော်ကဲစားလေးနဲ့ထည့်ပါမယ်နော်ဒါပေမဲ့ခုနပစုံကြောင်းကောငံပြားရောထည့်ထားရတဲ့ကြောင်းစားကတော့ဒီကျွန်တော်ဒီ6မျိုးစားပုံမှာမူတည်ပြီးတော့မှစားထည့်လို့ရပါတယ်နော်အားကြောင့်ကျွန်တော်စားကိုနောက်ဆုံးမှထည့်တာပါကဲဒါလေးကိုမှကျွန်တော်တို့ဒီ6လေးနူးပြီးတော့မှเนาะစီတနာတိချက်ပါမယ်တချို့ကြတော့ချင်းကျွန်တော်စီလဲရေးလဲဟာမျိုးကျွန်တော်တို့လေးချက်တယ်ပေါ့เนาะကဲဒါလေးကိုကျွန်တော်ဆက်ချက်ပါမယ်เนาะကဲခင်းရင်ဒီလေးလည်းအခုလေးကြာသွားပြီ6လေးလည်းနူးပြီးဆိုချင်းเนาะရတယ်เนาะညောင်ရဲတုတ်တွေကျွန်တော်ဈေးကဝယ်လာတဲ့ညောင်ရဲကိုမှတည်ပြန်တုတ်တာပေါ့နော်ပြုတ်ပြီးရှင်တာကိုမှကျွန်တော်ရေးဆေးပြီးတော့မှတုတ်ပါမယ်အညာကလာတဲ့ဒီမှာညောင်ရဲလေးကိုတုတ်ပါမယ်အဲ့တော့ပြုတ်ပြီးသားခုနညောင်ရဲကိုကျွန်တော်တို့ရေးဆေးမယ်ဆင်ပြီးလို့ရှင်ဒီလိုမျိုးမာတဲ့အညာတွေကိုခြွေပြရပြီပေါ့နော်ဒါလေးဆိုလို့ချင်းကျွန်တော်တို့ချက်စားလို့မရဘူးနော်ကဲဒါဆိုချင်းဒီမှာပါထည့်မယ်ဆိုလို့ရှင်ညောင်ချင်းညောင်ဒါကညောင်ချင်းဘူးမဟုတ်ဘူးပေါ့နော်ဒါညောင်ချိုဆိုတော့ကြတော့ဘာထည့်ရမလဲဆိုလို့ရှင်တက်တုံစိမ့်ထည့်ပါမယ်လို့ရှိရင်ကျွန်တော်မြေပဲဒီမှာမြေပဲတောင်းလေးထည့်မယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်ဟိုစွန်ကြောက်မှုန့်ထည့်ပါနော်ပြီးရင်စားလေးနည်းနည်းထည့်မယ်လို့ရှိရင်ဒါတက်တုံစီချက်ပေါ့နော်အဲ့တော့ဒီအညာညောင်ဘူးတုတ်ကဆိုလို့ရှိရင်ကျွန်တော်တို့မပါမဖြစ်ကတော့တက်တုံအနီစီချက်ပေါ့နော်ပြီးလို့ရှိရင်တက်တုံအစိမ့်လေးဆိုလို့ရှိရင်သူကအရန်ကုန်မှလိုက်ဖြစ်တယ်ပေါ့နော်ကဲဒါလေးကိုကျွန်တော်တို့နေရပါမယ်နော်တကယ်လို့သူကချုံမထလို့ရှိရင်ချုံမထလို့ရတယ်ပေါ့နော်ကျွန်တော်တို့ပစွန်ကြောင်းမှုနဲ့တက်တာနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီခင်းတွေကိုဘယ်လိုချက်ထားတယ်ဆိုတာကိုသိသွားပြီပေါ့နော်အဲ့တော့ဒီနေ့ကဆိုရှင်နွေရာသီမှာလို့ရှိရင်အရန်ကိုမှစားကောင်းတယ်တရက်ကင်းပေါ်စားအချိန်မှာပဲကျွန်တော်တို့ဒီလိုမျိုးငချောက်ကလေးနဲ့ခင်းဒီနဲ့ချက်စားတာပေါ့နော်ကဲဒါလေးကိုမှကျွန်တော်စားပါမယ်နော်အနည်းများလေးဆိုတော့သူကပူရကောင်းတယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်ညောင်မှုတုပ်လေးလေးထည့်လို့ပေါ့နော်ဒါကတော့ကျွန်တော်ဒီပြုတ်ထားတဲ့မွန်လာဥအဖြူပေါ့နော်นี่ก็เรียนเนี่ยนะครับนะเตี้ยดีเลยเนาะมันชอบสุดเลยอีน่ะเนาะနွေရာသီမှာဆိုလို့ရှိရင်ဒီလိုပြီးနေတဲ့ခမင်းစားလို့အရန်ကုန်မှာပြပါတယ်အဲ့တော့ချက်နီးလေးလေးပြတ်ပြတ်ထားပြီဆိုတော့အိမ်မှာစမ်းပြီးတော့မှချက်ကြည့်စီချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ